အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ပေါ့နော် anatomy and physiology အကြောင်းကိုပြောမှာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့ဒီဟာကိုပြောရတာလဲဆိုလို့ရှိရင်တော့ anatomy and physiology ဒီ video တွေကပေါ့နော်တခြား language တွေနဲ့တော့အများကြီးပဲရှိရဲဒါပေမဲ့မြန်မာလိုမျိုးရှင်းပြထားတဲ့ video တွေမတွေ့ဘူးပေါ့နော်ဒါဆိုတော့ခါကြတော့ကိုယ့်ဘာသာကိုလည်းလေ့လာရင်းနဲ့မှဒီ video လေးကိုလုပ်ရခြင်းဖြစ်ပါတယ်လို့ဆိုတော့ introduction လေးကိုအရင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ကိုယ်အသက်ရှူနေတာပဲဖြစ်ဖြစ်မျက်တောင်ခတ်လိုက်တာပဲဖြစ်ဖြစ်ရေတောက်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုမျိုး simple action လေးကိုကိုကထင်ရတယ်ပေါ့နော်ဒါပေမဲ့လို့သူရဲ့နောက်ကနေပြောနေမှာလှုပ်ဆောင်ရတဲ့တကယ်လုံးနေရတဲ့ဥစားတော့တကယ်ကိုမှ complex process ဖြစ်ပါတယ်လို့ဆိုတော့ခါကျတော့ဒီကိုမြင်လိုက်တဲ့မျက်လုံးမျက်တောင်ခတ်လိုက်တယ်အသက်ရှူလိုက်တယ်ဆိုလို့ရှိရင်လေဒီအဆုပ်တစ်ခုတွေကနေလောလောက်တာမဟုတ်ဘဲနဲ့ဒီခန္ဓာကိုယ်မှာရှိရပေါ့နော် system တွေအကုန်လုံးအတူတကွပေါင်းစုပြောနေမှာလှုပ်ဆောင်နေဆိုတော့ anatomy and physiology ကိုကြည့်ကြမယ်ပေါ့နော်ဆိုတော့ anatomy ဆိုတာကကြာမြန်မာလိုဆိုရင်ခန္ဓာဗေဒလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ခန္ဓာဗေဒဆိုတဲ့အတိုင်းပဲခန္ဓာကိုယ်မှာရှိတဲ့ body parts တွေဘယ်လိုမျိုးဘယ်လိုတွေ structure ဘယ်လိုတွေဖွဲ့စည်းထားတယ်ဘယ်လိုတွေရှိရဲဆိုတဲ့ဥစ္စာကိုလေ့လာတဲ့ပညာရပ်ကိုခန္ဓာဗေဒလို့ခေါ်ပါတယ် physiology ကတော့ဇီဝကမ္မဗေဒလို့မြန်မာလိုဘာသာပြန်ပြီးတော့မှအခုနကပြောခဲ့တဲ့ခန္ဓာကိုယ်မှာရှိတဲ့ body parts တွေအစိတ်အပိုင်းတွေပေါ့နော်သူတို့ကဘယ်လိုမျိုးအလုပ်လုပ်ကြတယ်ဒီအစိတ်အပိုင်းနဲ့ဒီအစိတ်အပိုင်းနဲ့ဘယ်လိုမျိုးပူးပေါင်းပြောနေမှလှုပ်ဆောင်ကြတယ်ဆိုတဲ့ဥစ္စာတွေကိုလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်ဆိုတော့ဒါကို physiology လို့ခေါ်ပါတယ်ဆိုတော့ why ဘာဖြစ်လို့ဒီ anatomy နဲ့ physiology ကိုလေ့လာဖို့လိုအပ်တာလဲပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနားလည်ဖို့နောက်တစ်ခုကခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ယောဂတွေပေါ့နော်ယောဂတွေကိုအကြောင်းကိုသိဖို့နောက်တစ်ခုကတော့ life process တွေဒီမွေးတဲ့အချိန်ကနေဒီတရေတည်တဲ့အချိန်ကနေစလို့အသက်တည်ဆုံးတဲ့အထိတစ်လျှောက်လုံးလေ့လာဖို့ဖြစ်ပါတယ်လို့ဆိုတော့ဒီနောက်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ branches ပေါ့နော်ဆိုတော့ branches မှာဆိုလို့ရှိရင်တော့ဒါကတော့အသေးစိတ်တော့အများကြီးမထည့်ထားဘူးပေါ့နော်ဆိုတော့ anatomy ထဲမှာဆိုလို့ရှိရင်တော့ embryology ဆိုလို့ရှိရင်ကြတော့ဒီကလေးတယောက်တည်တဲ့အချိန်ကနေပြောနေမှာဒီမွေးဖွားတဲ့အချိန်ထိပေါ့နော်ဒီသူ့ရဲ့တစ်လျှောက်လုံးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေကိုလေ့လာတဲ့ဟာဆိုရင်တော့ embryology ပေါ့နော်ဆိုတော့ကနောက်တစ်ခုကတော့ဒီ histology ဆိုလို့ရှိရင်တော့ဒီ cell ထဲမှာရှိ tissue ထဲမှာရှိပေါ့နော် tissue လေးရဘယ်လိုမျိုးစုပေါင်းပြနေမှာအလုပ်လုပ်ကြတယ်ဆိုတဲ့ဥစ္စာတွေကိုလေ့လာတာဖြစ်ပါတယ်ဆိုတော့ဒီအောက်ဆုံးမှာရေးထားတဲ့ဒီ pathology ဆိုလို့ရှိရင်လေယောဂတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ဒီ tissue တွေကဒီ body parts တွေကဘယ်လိုဖြစ်သွားတယ်ဆိုရစသဖြင့်ဒီလိုမျိုးလေးလာတဲ့ပညာရဲ့အခွဲတွေဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ physiology ပေါ့နော် physiology မှာဆိုလို့ရှိရင်တော့အများကြီးပဲရှိတယ်ပေါ့သူ့ရဲ့ဒီအခွဲတွေနဲ့ပေါ့နော်ဒီmedicine မှာဆိုလို့ရှိရင်လေသူ့ရဲ့ဒီ specialized အရာပေါ့နော်ဒီ physiology တွေတက်ထပ်ပြီးမှခွဲရပါတော့ဆိုတော့ molecular ဆိုလို့ရှိရင်တော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ molecule level တွေအထိကို physiology အနေနဲ့ဘယ်လိုမျိုးဖြစ်ပျက်နေတယ်ဆိုတဲ့ဥစ္စာတွေကိုလေ့လာတာဖြစ်ပြီးတော့ねမှာ neurophysiology နောက်တစ်ခုက endocrinology အဲ့တော့ neuro ဆိုတာကတော့အုံနောက်နဲ့အာရုံကြောနဲ့သက်ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့နောက်ပိုင်းမှာတည်တံ့လာမှာဖြစ်ပါတယ်ဆိုတော့ endocrinology ဆိုလို့ရှိရင်လည်းဒီခန္ဓာကိုယ်မှာရှိတဲ့ endocrine ပေါ့နော်ဒီဟော်မုန်းတွေထုတ်တဲ့ gland တွေရှိရဆိုတော့ဒါတွေကို focus လုပ်ပြီးတော့နေမှာလေ့လာတဲ့ပညာရပ်တွေပေါ့နော်ဆိုတော့ဒီလိုမျိုးအထူးပြုပြီးတော့နေမှာလေ့လာထားတဲ့အထူးကုဆရာဝန်တွေဆိုလို့ရှိရင်တော့ endocrinologist လို့ခေါ်ပါတယ်လို့ဆိုတော့ဒီအောက်မှာရှိတဲ့ a few list လေးကိုလည်းနမူနာအနေနဲ့ကြည့်နိုင်ပါတယ်ဆိုတော့ဒါတွေကတော့ branches လေးတွေကို a few list လုပ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီ anatomy ရဲ့ပေါ့နော်တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုးရှေ့ခေတ်တွေတုန်းကကြတော့ဒီလူတွေရဲ့ခန္ဓာကိုယ်ကိုဖျက်တောက်ပြောနေမှလင့်လာတယ်ဆိုတဲ့ဥစ္စာတွေကိုတားမြစ်ထားရပေါ့နော်ဆိုတော့ဒီ body အလောင်းတွေကိုခွဲစိတ်ပြောနေမှလေးလာဖို့ဆိုလို့ရှိရင်လည်းပုံချုပ်ကဲချိုးနဲ့လုတ်ခဲ့ရတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းပေါ့နော်1830နှစ်နောက်ပိုင်းမှာကြတော့ဒီ British ကနေပြောမှာပေါ့နော်ဒီ Anatomy Act
ဆိုပြီးတော့မှပြဋ္ဌာန်းလိုက်ပြီးတော့ねမှာတကယ်တရဝင်ပေါ့နော်တရားဝင်လေးလာလို့ရအောင်နောက်တစ်ခုကကျတော့ဒီခန္ဓာကိုယ်တွေကိုကိုကတေလွန်သွားပြီးဆိုလို့ရှိရင်ခန္ဓာကိုယ်လှုပ်လိုက်တာပေါ့နော်ဒီဆေးပညာရဲ့ဒီမှာလေးလာဖို့အတွက်ပေါ့ဆိုတော့အဲ့လိုမျိုးအလောင်းတွေကို autopsy ပေါ့နော်ခွဲပြောနေမှလေးလာတဲ့စသဖြင့်တကယ်ပုံမှာဒီဆေးပညာရဲ့နဲ့ပတ်သက်ပြီးတော့နေမှာ support တွေအများကြီးပဲပေးခဲ့ပါတော့ဆိုတော့ဒီလိုမျိုးတွေအများကြီးပဲတိုးတက်လာတာဖြစ်ပါတယ်လို့ဆိုတော့ summary အနေနဲ့ကတော့ဒီနေ့ anatomy ဆိုတာကခန္ဓာဗေဒပေါ့နော်ဆိုတော့ခန္ဓာဗေဒဆိုတာကတော့ခန္ဓာကိုယ်မှာရှိတဲ့ structure တွေ body parts တွေကဘယ်လိုမျိုးတွေရှိရလဲဆိုတဲ့ဥစ္စာကိုလေ့လာတဲ့ပညာရပ်ဖြစ်ပြီးတော့မှ physiology ကတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်အပိုင်းတွေကဘယ်လိုမျိုး function တွေလုပ်ဆောင်လဲဆိုတဲ့ဟာကိုလေ့လာတဲ့ပညာရပ်ဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ intro video လေးဖြစ်ပါတယ်လို့ဆိုတော့နောက် video တွေမှာပြန်ပြီးတော့မှဆုံတွေ့ပါမယ်နောက် video မှာတော့ anatomical terms တွေ anatomical position တွေနဲ့ directional terms တွေကိုပြောပြသွားမှာဖြစ်ပါတယ်အားလုံး see you ပါ